ကဲကျွန်တော်ပြောခဲ့သားမယ်မဟုတ်လားအာဆင်နယ်ကို United ကတေချာပေါအနိုင်ရတော်လင်မယ်လို့ကျွန်တော်ကြိုပြောခဲ့တာအခုတော့တကယ်ဖြစ်လာခဲ့ပါပြီပွဲမတိုင်ခင်က analysis တွေနဲ့တေချာတွက်ပြခဲ့သလိုပဲ United ရဲ့စိတ်တက်နဲ့တိုက်စစ်ကအာဆင်နယ်ကိုအဝေးကွဲမှာအလဲထိုးသွားတာအားလုံးအမြင်ပါပဲဗျာပွဲစားစချင်းမာတဲ့ United ကစားသမားတွေရဲ့မျက်လုံးထဲမှာနိုင်ရမယ်ဆိုတဲ့စိတ်ဓာတ်ကိုအထင်သာမြင်နေရတာဗျအာဆင်နယ်ကသူတို့ကွင်းမှာဘောလုံးကိုပတ်ကစားနေပြီမဲ့ United ရဲ့ခန်းစစ်ကခေါင်းကြီးနဲ့မာတီနက်တို့ကတကယ်ကိုကြောက်ဆောင်ကြည့်လို့ပဲဒီမှာကြည့်ဗျာ Man City ကိုနိုင်ထားတာ Morel ဆိုတာဒါမျိုးပေါ့ကစားသမားတိုင်းကတယောက်အတွက်တယောက်ပေးဆက်ကစားသွားတာတကယ်ကိုကြည့်လို့ကောင်းပါတယ်ကျွန်တော်ပြောခဲ့သလိုပဲစိတ်ဓာတ်ပိုင်းမှာတင် United ကအဖျက်တတ်တာနေခဲ့တာပါအာဆင်နယ်ပရိသတ်ဒီလေဒီပွဲမှာအတော်လေးရင်ခုန်သွားကြမှာပါကျွန်တော်ထောက်ပြခဲ့တဲ့အတိုင်းပဲသူတို့ရဲ့ခံစစ်မှုတွေဖြစ်တဲ့ကာလာဖီယိုရီတို့မပါနိုင်တာတင်းဘာချီစွမ်းကညံ့နေတာသူ့ဘက်မှာအလို့မဖြစ်တာတော့ကအာဆင်နယ်အတွက်ငရဲပါပဲဆလီဘာကိုလေးကြည့်ပါအောင်ကျွန်တော်ပြောခဲ့သလိုပဲကြန့်ခိုင်မှုမပြေဝတော့ United ရဲ့တိုက်စစ်ကိုမထိန်းနိုင်တော့ဘူးလေဒါဟာ United အတွက်တော့တကယ်အခွင့်အရေးကောင်းကြီးဖြစ်ခဲ့တာပေါ့ဗျာဟောကြည့်လိုက်ဗျာကျွန်တော်အမြဲပြောနေတဲ့ quick transition ဆိုတာဒါပဲအလဲမှာကစီမီရိုတို့ကပြောစရာမရှိဘူးကွင်းလေကိုသူတော်တော်လေးထိန်းချုပ်ထားနိုင်တယ်ဘရူနိုကလည်းဘောလုံးရတယ်လောင်းဘောပေးတယ်ဒီတိုင်းပဲတပွဲလုံးနီးပါးစောခဲ့တာပါဒေါ်ကူလည်းချီကျူးရပါမယ်ဒီပွဲမှာသူတော်တော်လေးခြေစွမ်းခေါင်းပါတယ်အမ်ဘရူမိုနဲ့ဒေါ်ကူတို့ရဲ့အရှင်ကထုံးဖြန့်လို့ပဲအာဆင်နယ်ရဲ့ highlight ခံစစ်ကိုကြော်ဖြတ်ပြီးဂူးထင်းလိုက်တဲ့ချိန်မှာအင်ကွင်းပရိသတ်တွေတောင်တိတ်ဆိတ်သွားကြတာပါကျွန်တော်ကြိုပြောထားခဲ့တဲ့အတိုင်းဒီပွဲအနိုင်သေးကြတယ်ဆိုတာကွက်တီကိုမှန်သွားတာပါပဲကျွန်တော် comment တွေမှာယူနီလာဘောပွဲမကြည့်တတ်လားလို့ပြောတဲ့သူတွေထွက်ခဲ့ပါအောင်ဗျဒီပွဲမှာ Bruno Fernandes ရဲ့ Fanti Mooney ကိုလည်းထပ်တီချီးကျူးရမှာပါကွင်းလယ်မှာသူဘောလုံးဖျက်လိုက်တိုင်း Arsenal နောက်တိုင်းရောင်းချချဖြစ်နေတာတကယ်ကိုအားရစရာပါပြီးတော့ကစားသမားတွေရဲ့ပေါင်းဆက်မှုကလည်းတကယ်ကိုအံ့ဩစရာပဲကျွန်တော် prediction လုပ်ခဲ့တဲ့အတိုင်း United ရဲ့ view ဟာက Arsenal ရဲ့အများကြီးပိုတာလွန်ခဲ့တာအားလုံးအမြင်ပါပဲဒီပွဲမှာအဓိကချီးကျူးရမယ့်သူကြံသေးတယ်ဗျ Carrick ပါပဲအာတီတာရဲ့ Arsenal ဟာဘောလုံးကိုပတ်ကစားပြီး spaces တွေရှာတတ်တာအားလုံးအတိပဲလေဒါပေမဲ့ Carrick ကအဲ့ဒါကိုဘလို့တုံ့ပြန်ခဲ့လဲဒီလားသူကခံစစ်ကို deep block ဆွဲပြီး Arsenal ရဲ့ကွင်းလယ်ဖန်တီးမှုတွေကိုလုံးဝအသက်ရှူအားကြက်အောင်လုပ်ပစ်ခဲ့တာအာဒီတာရဲ့ပုံသေးကားကြဖြူဟာတွေကို Carrick ကတကွက်ချင်းစီလိုက်ပိတ်သွားတာတကယ်ကို master class ပါပဲဗျ Carrick ရဲ့လက်အောက်မှာကစားသမားတွေကပိုပြီးယုံကြည်မှုရှိလာတာကိုတွေ့ရမှာပါ Bruno Fernandes ဆိုရဲလည်းဒီပွဲမှာဖန်တီးမှုတွေတကယ်ကိုကောင်းခဲ့တယ်Arsenal ရဲ့ကွင်းလယ်ကို pressing ပေးပြီးဘောလုံးလိုက်လူပုံတွေက Carrick ရဲ့နီးပြပိုင်းတိုးတက်လာမှုကိုတက်တည်ပြနေတာပဲဖြစ်ပါတယ် Carrick ကဲခြုံငုံပြောရရင်တော့ဒီအောင်ပွဲဟာ Carrick ရဲ့နီးပြူဟာပိုင်းအသာရမှုကြောင့်လို့ပဲပြောရမှာပါကျွန်တော်ကြိုပြောခဲ့တဲ့အတိုင်း United က Arsenal ကိုအလဲထိုးနိုင်ခဲ့ပါပြီ Carrick ရဲ့နီးပြူဟာဒီအပေါ်တငယ်ချင်းတို့ရောဘလို့မြင်ကြလဲ comment မှာဝင်ရောက်ဆွေးနွေးသွားကြပါအောင် United ပရိသတ်ဒီအားလုံးလဲအောင်ပွဲခံရင်ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲနားပါရစေအားလုံးပဲ glory Man United ပါဗျာ